ရွယ်မှန်စားထားခဲ့ရတဲ့ချစ်သူဟာမာယာနှလုံးသားမျိုးရှိနေခဲ့ရင်မဟုတ်သေးဘူးမဟုတ်ဘူးယုံကြည်တွေတော်ထားခဲ့တဲ့ချစ်ရတဲ့သူဟာကျင်နာတွေကင်းမဲ့တဲ့ပြုမှုရှိရင်မဟုတ်သေးဘူးမဟုတ်ဘူး